လူတိုင်းဟာသာဝရပြုံးရှင်းနေတာမဟုတ်တယ်လို့လူတိုင်းဟာလည်းအများအားစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင်ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်သာစိတ်တွေဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ပြီးကိုယ်တကူစောကောင်းဆန်တဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှိရင်လည်းသူ့ရဲ့အသိဉာဏ်ဟာအပြော့သွားပြီးတော့မလုံးတဲ့နာတွေမပြောတဲ့နာတွေပြောမလုံးတဲ့နာတွေလုံးတာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှိရင်လည်းစဉ်းစားဉာဏ်ပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုံးတဲ့နာတွေလုံးမိတယ်